မေရိကန်နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုမကြာသေးခင်ရက်ပိုင်းနေတုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နေပြီးတော့မှစစ်ဝန်ကြီးဌာနအနေနဲ့ပြောင်းလဲလိုက်တာအားလုံးလည်းသိရှိပြီးသားဖြစ်မှာပါမနေ့တုန်းကစက်တင်ဘာ30ရက်နေ့မှာဒီစစ်ဝန်ကြီးဌာနရဲ့ကာကွယ်ရေးဦးစီးချုပ်ပိတ်ဟက်ဆက်ကဘာပြောလဲဆိုလို့ရှိရင်အမေရိကန်စစ်တပ်ပင်တဂွန်စစ်ဌာနချုပ်ဆိုတာတကယ်တော့စစ်တိုက်ချင်းပဲတဲ့စစ်တိုက်ကိုတိုက်ရမယ်ဆိုတဲ့စကားလုံးသူပြောသွားတယ်ဗျပြီးတော့သူဘာဆက်ပြောလဲဆိုလို့ရှိရင်အမေရိကန်စစ်တပ်မှာရှိနေတဲ့ထိပ်ပိုင်းတပ်မှုတွေရဲ့ခန္ဓာကိုယ်အလေးချိန်ဝါနေတဲ့အရာတွေကိုလည်းသူကပြောဆိုသွားတယ်အနေနဲ့စစ်တိုင်းမှာရှိနေရမယ်စစ်တိုက်နိုင်တဲ့အရေးချင်းရှိရမယ်ဆိုတဲ့အရာလည်းပြောဆိုသွားတယ်လာမယ့်ရက်ပိုင်းတွေမှာလည်းမကြာခင်ရက်ပိုင်းတွေမှာပေါ့နော်မကြာခင်ရက်ပိုင်းမှာလည်းအစည်းအဝေးရှိတယ်ဒီဟာလည်းဗာလဲဆိုလို့ရှိရင်အမေရိကန်စစ်အခြေစိုက်စကန်တွေမှာရှိနေတဲ့ဥဆောင်နေတဲ့ဗိုလ်ချုပ်တွေအားလုံးတပ်မှုတွေအားလုံးကိုခေါ်ပြီးတော့မှတွဲဆုံဖို့လည်းရှိတယ်ဒါကိုနိုင်ငံရေးလေးလာသုံးသက်သူတွေကဗာပြောလဲဆိုလို့ရှိရင်တနေရာကိုစစ်တိုက်ဖို့ရန်အတွက်ဇိုင်းပြနေတယ်ဆိုပြီးတော့မှလည်းဝေဖန်သုံးသက်တာတွေရှိတယ်ဗျဒါနဲ့ပတ်သက်ပြီးတော့တစ်ဖက်မှာရှိနေတဲ့ဗင်နီဇွဲလားနိုင်ငံဗင်နီဇွဲလားမှာလည်းအမေရိကန်တွေစစ်လာတိုက်မှာကိုသူတို့စိုးရိမ်နေတဲ့အတွက်ဒီမနေ့တုန်းကပဲသူတို့နိုင်ငံရဲ့လေဆိပ်တွေကိုရက်သက်တစ်ပတ်9ရက်ကိုပိတ်ထားတာတွေ့ရတယ်ပြီးတော့ဒီဗင်နီဇွဲလားသမ္မတမာဒူရိုကိုတိုင်ကလည်းဒီသူ့နိုင်ငံမှာရှိနေတဲ့စစ်သားတွေသူ့နိုင်ငံမှာရှိနေတဲ့ပြည်သူတွေကိုသူကိုယ်တိုင်နှိုးဆော်ပြီးတော့မှသူကိုယ်တိုင်စီးရဲပြအခမ်းအနားတွေမှာသူကိုယ်တိုင်ပါဝင်တာတွေ့ရတယ်သူကိုယ်တိုင်မိကုန်းတွေပြောဆိုတာတွေ့ရတယ်အမြဲတမ်းစတိုင်းမိုင်လုံနေတာတွေ့ရတယ်ဆိုတော့အနည်းဆက်ဆုံးနိုင်ငံရေးလေးလာသုံးသက်သူတွေပြောဆိုချက်အရဆိုလို့ရှိရင်အမေရိကန်တွေကဗင်နီဇွဲလားကိုတိုက်ဖို့ရန်အတွက်အရန်ကိုနီးစပ်နေပြီးပြီးခဲ့တဲ့အချိန်တုန်းကလည်းအမေရိကန်စစ်သည်မောတွေဒီဗင်နီဇွဲလားနယ်စပ်ကိုရောက်လာတဲ့အချိန်အခုလည်းရှိနေတုန်းပဲအဲ့အချိန်တုန်းကလည်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဒီစစ်ဝန်ကြီးဌာနပေါ့စစ်ဝန်ကြီးဌာနရဲ့ကာကွယ်ရေးဦးစီးချုပ်ပိတ်ဟက်ဆက်ကဘာပြောလဲဆိုလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမိန့်ပေးလို့ရှိရင်တိုက်ပြီးသားပဲလို့သူကပြောဆိုတာရှိတယ်သူကတစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်ဒေါ်နယ်ထရန့်ထက်တောင်သူကစစ်တိုက်ချင်တဲ့စိတ်အများများနေတယ်ဗျဆိုတော့အမေရိကန်ရဲ့ဗင်နီဇွဲလားရဲ့မကြခင်မှာဘာတွေဆက်ဖြစ်မလဲစစ်ဖြစ်နိုင်ချေတော့ရာခိုင်နှုန်းအရန်များတယ်ဆိုပြီးတော့မှလိလာသုံးသက်သူကပြောဆိုထားတဲ့အတွက်ရှေ့ဆက်ပြီးတော့မှတရင်သူများရှိလို့ရှိရင်ကျွန်တော်တင်ဆက်ပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျကျွန်တော် page လို့လည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်လို့ပြောပေးချင်ပါတယ်ဗျစကားပြောတာမြန်သွားလို့ရှိရင်လည်း sorry ပါလို့